လာပါမင်းတို့ကမ်ဘိုအီဝီအစုံကိုမင်းတို့ပေါ့နော်ဈေးနှုန်းချိုတာစွာနဲ့မင်းတို့ရမယ်နော်အယောင်ဆုံးရှိမယ်အီဝီလေးတွေကတော့မင်းတို့33ဝင်းကျင်ကနေစပြီးတော့ရှိပါမယ်နော်အီဝီကလစ်တွေအီဝီဆိုင်ကယ်တွေပေါ့နော်လက်စစ်အားသွေးဆိုင်ကယ်တွေမင်းတို့ရွေးချယ်စရာများများနဲ့ပေါ့နော်ဝယ်ယူနိုင်ပါရဲ့နော်စီကုံလန်းတက်တာမယ်ပေါ့နော်စီကုံတက်တာချင်းနေဆိုရင်တော့မင်းတို့အားသွေးနဲ့လက်စစ်အီဝီလေးတွေဝယ်စီးနိုင်ပါပြီနော်ကဲကမ်ဘိုအီဝီလေးတွေအယောင်လဲရွေးချက်စရာများမယ်ပုံစံလဲရွေးချက်စရာများမယ်ပေါ့နော်မင်းတို့ကလစ်ဘိန်းလေးတွေရောပါမယ်နော်ကလစ်အီဝီလေးရဆိုရင်လဲမင်းတို့ပေါ့နော်အဖြူတို့အနက်တို့အခဲတို့ပေါ့နော်အယောင်လေးစုံဦးမယ်နော်ကဲလိုအပ်တဲ့ customer များလဲမင်းတို့ဆိုင်မှာအီဝီလေးတွေကိုစိတ်ကြိုက်မင်းတို့ကလစ်ပုံစံရောဆိုင်ငယ်ပုံစံလေးတွေကိုမင်းတို့စိတ်ကြိုက်လာရောက်ဝယ်ယူအားပေးနိုင်ပါရဲ့နော် rapid ဘိန်းနေဆိုလဲမင်းတို့ဒီဘက်ကဘိန်းလေးကတော့မင်းတို့ EV rapid လေးပေါ့နော် rapid ဆိုလဲမင်းတို့လူကြိုက်တော်တော်များရဲ့ပေါ့နော်ကောင်းလေးဆိုလဲမင်းတို့3ရောင်လေးပဲကြံတော့မယ်နော်3ရောင်3စီးပဲကြံပါတော့မယ်ရှင်းခဲစိမ်းရောင်လေးရဲ့အနက်ကလေးရဲ့ဖြူလေးရဲ့နော်လိုတဲ့ customer လည်းများလဲအစီးရနည်းနည်းလေးမင်းတို့ရွေးချက်စရာများတော့ပေါ့နော်စိတ်ကြိုက်လာရောက်ဝယ်ယူအားပေးနိုင်တယ်ဆိုတဲ့အကြောင်းကိုဒီဗီဒီယိုလေးနဲ့ရိုက်ပြပေးသွားဖြစ်ပါတယ်နော်ဈေးနှုန်းလေးတွေကလည်းမင်းတို့ချိုတာစွာပေါ့နော်30ပေါ်ပေါ်33တိန်ဝင်းကျင်လေးနဲ့လိုင်းစင်လဲတစ်ခါတည်းကြပြီးသားလေးလည်းရှိမယ်တက်တန်းလဲ4နှစ်ပါမယ်နော် EV ရဲ့တက်တန်းကတော့မင်းတို့တခြားဆိုင်ကယ်တွေထက်ကိုမင်းတို့တက်တန်း4နှစ်ပါပါမယ်နော်သူက4နှစ်တောင်စီးပိုင်ခွင့်ရှိတာနော်လိုင်းစင်လဲလုံးဝစောင့်စရာမလိုတက်တန်းလဲ4နှစ်ပါပါမယ်လိုတဲ့ကစားမလေးတွေလာရောက်ဝယ်ယူအားပေးကြပါအောင်ရှင်မင်းတို့ဆိုင်ရတော့85စကိုင်းမန္တလေးလမ်းစနာမှုနိဖျားပေးမှာပဲတည်ရှိတာပဲဖြစ်ပါတယ်နော်